ငါကြောင့်ဘဇူမစိတ်ထဲဆင်းရဲမှုမဖြစ်ပါစေနဲ့ငါကြောင့်ဘဇူမခန္ဓာကိုယ်ပေါ်မှာဆင်းရဲမှုမဖြစ်ပါစေနဲ့ငါကြောင့်ဘဇူမနားထဲမှာပင်ပန်းဆင်းရဲသွားတာမျိုးမဖြစ်ပါစေနဲ့ငါပြောလိုက်တဲ့စကားကြောင့်ဘဇူမမဆင်းရဲပါစေနဲ့နော်ငါတွေးလိုက်တဲ့အကြံတွေဟာသူများဆင်းရဲဖို့မဖြစ်ပါစေနဲ့ငါလှုပ်လိုက်တဲ့အလုပ်တွေဟာသူများရဲ့မျက်စိထဲမှာကိုယ်လိုကန့်လန့်သူများရဲ့နားထဲမှာကိုယ်လိုကန့်လန့်သူများရဲ့စိတ်ထဲမှာပူပန်သွားနေတာမျိုးဆင်းရဲသွားနေတာမျိုးဘယ်သောခါကာလမှာမဖြစ်ပါစေနဲ့မကောင်းဘူးလားငါကြောင့်သူများမဆင်းရဲပါစေနဲ့ဆိုတော့နည်းနည်းလေးတော့ပြောင်းပြန်လှန်ကြည့်ပါလားငါကြောင့်သူများချမ်းသာသွားပါစေကောင်းတယ်နော်ဒီကကြီးဒီမိုင်မြငါကြောင့်ပါလေသူများချမ်းသာသွားပါစေစိတ်ထဲမှာရောကိုယ်ပေါ်မှာရောအကုန်လုံးကျဉ်내သွားပါစေနှစ်သက်သွားပါစေကြည်နူးသွားပါစေမကောင်းဘူးလားသူတော်ကောင်းတို့ရဲ့သဘောထားဆိုတာကိုယ်ကြောင့်တတ္တဝါတွေကိုချမ်းသာသွားစေချင်တာပဲရှိတယ်ဆင်းရဲသွားစေချင်တာမရှိစိတ်ထဲမှာလည်းပဲမဆင်းရဲစေချင်ကိုယ်ပေါ်မှာလည်းပဲမဆင်းရဲစေချင်ပတ်ဝန်းကျင်ကိုအင်မတန်ကြည့်တတ္တလောကကြီးကိုအင်မတန်ကြည့်နော်ကိုယ်အပြောလေးတစ်ခွန်းကြောင့်ကိုယ်အလုပ်လေးတစ်ခုကြောင့်ဘယ်သူကမှစိတ်အနှောင့်အယှက်အကုသို့ဖြစ်မသွားစေချင်ဒါလေးကိုနားထဲမှာပဲ့တင်ထပ်ထားစေချင်တယ်နော်အဲ့တော့ဖွင့်ကြပါစို့ကိုမျိုးတစ်မျိုးလုံးအတွက်မတတ်နိုင်ဘူးကိုရက်ွက်တစ်ခုလုံးအတွက်မတတ်နိုင်ဘူးဆိုရင်ကိုယ်အိမ်မှာနေတဲ့လူတွေငါးချောင်းတော့စိတ်မစင်ရဲပါစေနဲ့နည်းနည်းကလေးနော်အဲ့လိုလေးစကြည့်စမ်းပါပြီးရင်ငါနဲ့ဆက်ဆံနေတဲ့ငါပတ်ဝန်းကျင်ငါအတိုင်းဝိုင်းငါချောင်းတော့မစင်ရဲကြပါစေနဲ့နော်အဲ့ဒီလိုဆိုရင်အင်မတန်မွန်မြတ်တဲ့သဘောထားမဖြစ်ပေဘူးလားဆိုကြပါစို့တစုံတစ်ယောက်နဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ထဲမှာအကုသိုလ်ဖြစ်ပြီးဒေါသဖြစ်ပြီးဆင်းရဲပြီးဆိုဘာကြောင့်အဲ့ဒါလိုဖြစ်တယ်လဲလို့စဉ်းစားကြည့်အဲ့ဒီလူမှာဟုတ်လို့ဆင်းရဲတာဟုတ်လားတကယ်ကြီးမိုက်မြအဲ့ဒီလူလောဘတွေသိပ်ကြီးပြီးတော့လှုပ်တာပြောတာဆိုတာတွေ့လိုက်ရင်စိတ်ထဲဘာဖြစ်တော့ဒေါသဖြစ်တယ်အဲ့ဒီလူသဘာဝမကျတဲ့အတွေးတွေအဲ့ဒီလူသဘာဝမကျတဲ့အပြောတွေအလုပ်တွေလုပ်ရင်ကိုယ်စိတ်ထဲမှာဘာဖြစ်တော့အကုသိုလ်ဖြစ်တယ်ဆင်းရဲတယ်အဲ့တော့ပြောင်းပြန်ပြန်လာနော်ကိုမဟုတ်တာတွေလုပ်မယ်ပြောမယ်ကြံမယ်မဟုတ်တဲ့စိတ်တွေမွေးမယ်ဆိုရင်ပတ်ဝန်းကျင်ဘာဖြစ်မှာတော့ဆင်းရဲမယ်ဗျအဲ့တော့ပတ်ဝန်းကျင်ကိုမဆင်းရဲစေချင်ဘူးတတ္တဝါတွေကိုမဆင်းရဲစေချင်ဘူးဆိုရင်ကို့မှာမဟုတ်တဲ့စိတ်တွေအပြောတွေအလုပ်တွေမရှိ